ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါလေကျွန်တော်နှုတ်ကပတ်တော်အားဖြင့်အတူတူကဆင်ခြင်ခွန်အားဖို့ရန်အတွက်ကောရိန္သုဩဝါဒစာပထမဆုံးခန်းကြီး30အပိုင်ငယ်73လူ၌ဖြစ်တတ်သောစုံစမ်းနှောက်ယှက်ခြင်းကိုသာသင်တို့သည်ခံရကြ၏ဘုရားသခင်သည်တစ္ဆာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍သင်တို့မခံနိုင်သောစုံစမ်းနှောက်ယှက်ခြင်းကိုသင်တို့၌ရောက်စိမ့်သောငါအခွင့်ပေးတော်မမူသင်တို့သည်ခံနိုင်မိအကြောင်းစုံစမ်းနှောက်ယှက်ခြင်းအရာနှင့်တကွထွက်မြောက်သောလမ်းကိုလည်းစီရင်ပြုပြင်တော်မူလိမ့်မည်ကျွန်တော်ဒီနှုတ်ကပတ်တော်ကတော့ဖခင်သခင်ဂတိပေးထားတယ်လောကမှာနေရတဲ့ကြောင့်စုံစမ်းနှောက်ယှက်ခြင်းကိုကျွန်တော်ခံရမှာဖြစ်ပါတယ်ဒါဖခင်သခင်ကကျွန်တော်တို့ကိုစုံစမ်းနှောက်ယှက်ခြင်းတွေနဲ့ပေးတွေ့တဲ့အခါမှာသစ္စာနဲ့ပြည့်စုံတဲ့ဖခင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မခံနိုင်တဲ့စုံစမ်းနှောက်ယှက်ခြင်းကိုကြုံတွေ့ဖို့အခွင့်မပေးပါဘူးခံနိုင်မဲ့အကြောင်းအရာနဲ့တကွာခံနိုင်ဖို့ခွန်အားကိုဖခင်ကပေးတယ်လို့တစ်ဖက်မှာလည်းထွက်မြောက်ရာလမ်းကိုဖခင်ကစီရင်ပြုပြင်ထားတယ်ထွက်မြောက်အောင်လမ်းကိုဖခင်ကပြင်ဆင်ထားတယ်ဖခင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တမန်ကျမ်းစာမှာတွေ့ရပါတယ်အခါတရံမှာဘဝကြီးကထင်သလိုဖြစ်မလာဘူးမျှော်မှန်းထားတာဖြစ်မလာတဲ့အပြင်ပိုဆိုးတဲ့အခြေအနေတွေကြုံတွေ့ရတယ်ဆိုရင်ဖခင်သခင်စီမှာတာ၍ကြီးမားတဲ့အချမ်းစီရှိလို့ပါဘဝမှာလမ်းမရှိတော့ဘူးလို့ထင်နေတဲ့အခြေအနေနဲ့ကြုံတွေ့ရရင်အိမ်မက်တွေကသိဆုံးသွားပါပြီအရာအလုံးကအဆုံးသတ်သွားပါပြီလို့ခံစားရတဲ့အခြေအနေနဲ့သင်ရင်ဆိုင်ကြုံတွေ့ရရင်တစ်ချက်တည်းရလိုက်ပါဘုရားသခင်စီမှာထွက်မြောက်အောင်လမ်းရှိပါတယ်ဘုရားသခင်မှာတာ၍ကြီးမားတဲ့အချမ်းစီရှိနေပါတယ်အလိုတော်ကိုဝန်ခံပြီးတော့သင်ကဘုရားသခင်စီကိုတိုးဝင်လိုက်ပါဘုရားသခင်စီမှာအဖြေရှိပါတယ်သင်ရဲ့ဝင်တုပ်တွေဘုရားသခင်ထံမှာသင်ချထားလိုက်ပါဘုရားသခင်ညီသက်ခြင်းကိုသင်ခံစားမှာဖြစ်ပါတယ်လှုပ်ရှားပြီးတော့ရောက်ရက်ခတ်နေတဲ့သင်ရဲ့စိတ်တွေငြိမ်းချမ်းပြီးတော့အေးချမ်းမှုကိုခံစားမှာဖြစ်ပါတယ်ဘဝမှာလမ်းမရှိတော့တဲ့အခါထွက်ပေါက်ပိတ်နေပြီလို့ခံစားရတဲ့အခါမှာဘုရားသခင်ကသင်အတွက်ထွက်မြောက်လမ်းကိုပြင်ဆင်ထားပြီးကြောင်းသင်သတိရလိုက်ပါဘဝမှာမျှော်လင့်တယ်လို့ဖြစ်မလာဘူးကြေကွဲစရာတွေနဲ့ပဲရင်ဆိုင်ရတဲ့အခါမှာဘုရားသခင်စီမှာအဖြေရှိကြောင်းသတိရလိုက်ပါဘုရားသခင်စီကိုတိုးဝင်လိုက်ပါအလိုတော်ကိုဝန်ခံပြီးတော့ဆက်ပြီးတော့ယုံကြည်လက်ဘုရားသခင်နဲ့အတူရှောက်လန်းလိုက်ပါထွက်မြောက်အကျမ်းခန်းကြီး14ကိုကြည့်တဲ့အခါမှာဣသရေလလူမျိုးတွေပင်လယ်နီကမ်းစပ်နားကိုရောက်ရှိနေတဲ့အချိန်ဖြစ်ပါတယ်ဖြစ်ချင်တော့အနောက်မှာဖာရောဘင်ကသူ့ရဲ့စစ်သူရဲတွေနဲ့လိုက်လာကြတယ်ဣသရေလလူမျိုးတွေကဂျင်းနဲ့ကြက်ထဲမှာပိတ်မိနေပါပြီအရှိမပင်လယ်နီအနောက်မှာလည်းဖာရောစစ်တပ်ကြီးကတကယ့်အင်အားကြီးစွာနဲ့ဒေါသတကြီးနဲ့လိုက်လာတယ်ထွက်ပေါက်မရှိတော့ဘူးအဲ့ဒီဖာရောစစ်တပ်ကသူတို့ကိုအေဂုတုပြန်ခေါ်ဖို့လာတာမဟုတ်ပါဘူးသူတို့တပ်ပြစ်မှာဖြစ်ပါတယ်ဒါကြောင့်ဣသရေလလူမျိုးတွေကအေဂုတုစစ်တပ်ခြီတက်လာတာကိုတွေ့တဲ့အခါမှာအလွန်ကြောက်လန့်ပြီးတော့ဖျားကိုအော်ဟစ်ကြတယ်မောရှေကိုအပြစ်တင်ပြောဆိုတယ်မောရှေမင်းလို့ငါတို့ဟိုမှာကြုံခံနေတာအကောင်းသားအခုတော့သင်္ချိုင်းမရှိတဲ့ဒီနေရာမှာသေရတော့မယ်ဒီမှာသေရမှာထက်အေဂုတုပြည်မှာကြုံခံရတာပိုကောင်းတယ်လို့မောရှေကိုအပြစ်တင်ပြောဆိုကြပါတယ်ဒီနှုတ်ကပတ်တော်မှာအံ့ဩစရာကောင်းတာကတော့ဖျားသခင်ကဒီလိုဂျင်းနဲ့ကြက်ထဲပိတ်မိတယ်လို့ဖြစ်အောင်သူပဲလှုပ်ဆောင်တာဖြစ်တယ်ထွက်ပေါက်မရှိတဲ့အခြေအနေကိုဖျားသခင်ကဣသေလလူမျိုးတွေကိုတမင်တက်တက်ကိုပေးတွေ့စေတာဖြစ်ပါတယ်ထွက်မြောက်ကျမ်းခန်းကြီး14အပိုင်ငယ်4မှာဘယ်လိုရေးလဲဆိုရင်ငါသည်လေဖာရောဘုရင်နှလုံးကိုခိုင်မာစေ၍သူသည်ဣသရေလလူတို့ကိုလိုက်လိမ့်မည်ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုအေဂုတုလူတို့သည်သိစေခြင်းကထိုမင်းနှင့်သူ၏စစ်သူရဲ့အလုံးရင်းအားဖြင့်ငါဘုံပွင့်မည်ဟုမောရှေအားမိန့်တော်မူသည့်အတိုင်းထိုသူတို့သည်ပြုကြ၏ဘာလို့ဘုရားသခင်ကဒီလိုဂျင်းနဲ့ကြက်တဲ့ထွက်ပေါက်မရှိတဲ့ပိတ်မိတဲ့အခြေအနေတွေနဲ့ဣသရေလလူမျိုးတွေကိုပေးတွေ့ရတာလဲဘုရားသခင်အသက်ရှင်ကြောင်းဘုရားဘုံတော်ကိုအေဂုတုလူတွေသိစေဖို့အတွက်ဖြစ်တယ်လို့ဣသရေလလူမျိုးတွေလည်းဘုရားရဲ့တတ်နိုင်ခြင်းဘုရားရဲ့ကြီးမြတ်ခြင်းတွေကိုပို့ပြီးတော့တိုး၍သိမြင်ပြီးတော့ယုံကြည်လာစေဖို့ဖြစ်ပါတယ်။ဒါကြောင့်သင်ရတတ်တာထဲမှာလည်းထွက်ပေါက်မရှိတဲ့အခြေအနေမျိုးနဲ့ကြုံတွေ့ရင်ဆိုင်ရတဲ့အခါမှာဘုရားသခင်ကသူ့ရဲ့ဘုန်းတော်သူ့ရဲ့ကြီးမြတ်ခြင်းသူ့ရဲ့တတ်နိုင်ခြင်းတွေကိုသင်ကိုပိုသိစေဖို့အတွက်ဖြစ်ပါတယ်။ဘုရားသခင်စီမှာထွက်မြောက်အောင်လမ်းကရှိပြီးသားပါ။သင်ဘက်ကသာယုံကြည်ပြီးတော့ဘုရားသခင်ကိုဆက်ကိုးစားလိုက်ပါ။ပင်လယ်နီကိုနှစ်ချမ်းကွဲပြီးတော့မြေပေါ်မှာလွတ်မြောက်စေတဲ့လမ်းကိုဘုရားသခင်ကပြင်ဆင်ထားပါတယ်။ဒါကြောင့်မို့သင်အသက်တာတော့လည်း
ဘုရားသခင်ကဘလို့မှမထင်မှတ်ထားတဲ့နီလန်းဖြင့်ထွတ်မြောက်လန်းကိုပြင်ဆင်ထားတဲ့ဘုရားရှင်ဖြစ်ပါတယ်ကျွန်တော်ရှင်ယောခရစ်ခန်းကြီး7ကိုကြည့်တဲ့အခါမှာသခင်ရှုအလွန်ချစ်တဲ့မာရိမာသားတို့ရဲ့မောင်လာဇရုဖျားနာနေတဲ့အကြောင်းသခင်ရှုကိုလာပြောပြီးတော့သခင်ရှုကိုလာခေါ်ပါတယ်တို့ရတွင်ထူးခြားတာကသခင်ရှုကချက်ချင်းမလိုက်သွားဘဲနဲ့အဲ့ဒီအရက်မှာ2ရက်နေတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်ရှင်ယောခရစ်ခန်းကြီး7အပိုင်ငယ်6မှာလာဇရုနာသည်ကိုကြားတော်မူလျင်ကြွတော်မမူပဲထိုအရက်၌2ရက်နေတော်မူ၏လာဇရုဖျားနာတာကိုယေရှုကြားပါတယ်တဲ့ဒါပေမဲ့ကြွတော်မမူပဲလိုက်မသွားဘဲနဲ့တမင်တက်တက်ကိုအဲ့ဒီအရက်မှာ2ရက်နေတယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်သခင်ရှုကလာဇရုသေပြီးတော့4ရက်မြောက်တဲ့နေ့မှာရောက်သွားတယ်မာရိမာသားတို့ကသခင်ရှုကိုကြိုဆိုပြီးတော့သခင်ကိုတော်ရှင်ကျမမောင်မသေးပါဘူးလို့ငိုယိုပြီးတော့ပြောဆိုတယ်အခုတော့သေပြီဘာမှလုပ်လို့မရတော့ဘူးဟိုးနေမကောင်းလို့လာခေါ်တဲ့အချိန်တွေကကိုတော်လိုက်လာမယ်ဆိုရင်ဒီလိုဖြစ်မှာမဟုတ်ဘူးအခုတော့ကိုတော်အလားကောင်းဝင်မဲ့အခါနှောင်းသွားပြီကျွန်တော်တို့ဘဝအသက်တာထဲမှာလည်းမာရိမာသားတို့ကဲ့သို့သွားပါပြီအိမ်မက်တွေကဖြစ်လာတော့မှာမဟုတ်ဘူးဘာမှလုပ်လို့မရတော့ဘူးအခုချိန်ကြတော့မှအားလုံးပြီးဆုံးသွားပြီလို့သင်ထင်ကောင်းထင်ပါပါသခင်ရှုကလာဇရုကိုနေမကောင်းဖျားနိုင်အောင်အခြေအနေရနေပြီးတော့သေဆုံးသွားတဲ့အခြေအနေထိကြုံတွေ့စေတယ်ဆိုတာကဘာကြောင့်လဲသခင်ရှုကပြောပြီးသားပါတယ်ထိုအနာသည်သေနာမဟုတ်ဘူးဖျားသခင်ဘုန်းတော်ကိုထင်ရှားစေသောအနာဖြစ်၏ထိုအနာကြောင့်ဖျားသခင်သားတော်သည်ဘုန်းထင်ရှားခြင်းရှိလိမ့်မည်လို့သူကကြိုပြီးတော့ပြောပြီးသားဖြစ်ပါတယ်မာရိမာသားတို့ရဲ့မောင်လာဇရုကိုသခင်ရှုကသင်္ချိုင်းတော်ကိုတွားပြီးတော့အဲ့ဒီသေတဲ့နေရာကနေပြီးတော့အင်မတန်မှအံ့ဩစရာကောင်းအောင်ပြန်ပြီးတော့အသက်ပြန်ရှင်စေခဲ့ပါတယ်ဒီနေ့ကျွန်တော်ဘုရားအသက်တာထဲမှာလည်းဖခင်ကသူ့ရဲ့ဘုန်းတော်ထင်ရှားစေဖို့ဖခင်သခင်ကသူ့ရဲ့ဘုန်းတော်ကိုပို့ပြီးတော့ပေါ်လင်စေဖို့အတွက်ပို့ဆိုးတဲ့အခြေအနေတွေထွက်ပေါက်မရှိတဲ့အခြေအနေတွေကိုကြုံတွေ့စေရခြင်းဖြစ်ပါတယ်ဒါပေမဲ့ဖခင်သခင်စီမှာလွတ်မြောက်အောင်လမ်းကရှိပြီးသားပါဖခင်သခင်စီမှာအဖြေအမြဲတမ်းရှိပြီးသားပါပင်လယ်နီးခွဲပြီးတော့ဖြတ်လျှောက်သွားရမယ်ဆိုတဲ့ဒီလိုလမ်းမျိုးကိုဣသရေလလူမျိုးတွေကတခါမှမထင်မှတ်ထားပါဘူးမာရိမာသားတို့ကလည်းသူတို့ရဲ့မောင်လာဇရုအသက်ပြန်ရှင်လာလိမ့်မယ်လို့လုံးဝမထင်မှတ်ထားပါဘူးဒီနေ့ဘုရားသခင်စီမှာသင်မသိမြင်နိုင်တဲ့နည်းလမ်းတွေရှိတယ်ဘုရားသခင်စီမှာသင်နားမလည်တော့တဲ့အဖြေတွေရှိပါတယ်ဒါကြောင့်မို့ဂျင်းနဲ့ကြက်ထဲမှာပိတ်မိတဲ့အခြေအနေတွေကြုံတွေ့ရခြင်းကကျွန်တော်တို့ကိုဝမ်းနည်းစေဖို့စိတ်ပျက်စေဖို့ဒီအထဲမှာခါးသီးသွားစေဖို့ဘုရားသခင်အလိုရှိတာမဟုတ်ပါဘူးအဲ့ဒီလိုပိတ်မိတဲ့အခြေအနေတွေမျော်လင့်စရာမရှိတော့တဲ့အခြေအနေတွေကြုံတွေ့စေတာကဘုရားသခင်ဘုန်းထင်ရှားဖို့အတွက်ပဲဖြစ်တယ်။ဒါကြောင့်မို့ချစ်တော်ညီကောင်ရောက်စီတိုင်းသင်ရဲ့ဘဝအသက်တာထဲမှာပို့ပြီးတော့ခက်ခဲတဲ့အခြေအနေကိုကြုံတွေ့ရင်ဆိုင်ရတဲ့အခါမှာဘုရားသခင်စီမှာထွက်မြောက်အောင်လမ်းရှိတယ်။ဘုရားသခင်စီမှာအကောင်းဆုံးသောအဖြေရှိတယ်ဆိုတာကိုယုံကြည်ပြီးတော့အလိုတော်ကိုဝန်ခံလက်ဘုရားသခင်စီကိုတိုးဝင်ချဉ်ကပ်ဖို့အတွက်ဝင်ငှပါလေအားလုံးပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေ။